ချောင်းဆိုးတိုင်း antibiotic လို့ခေါ်တဲ့ပိုးသက်ဆေးတွေကိုတောက်ဖို့လိုအပ်သလားလိုအပ်တယ်လို့ထင်ရင် yes လို့မှတ်ခဲ့ပါမလိုအပ်ဘူးလို့ထင်ရင်တော့ no လို့မှတ်ပါပြီးရင်တော့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပြီးတော့ကျွန်တော်တို့အတူတူအဖြေတိုက်ကြည့်ကြရအောင်ပထမအဆုံးအနေနဲ့သိထားရမှာကချောင်းဆိုးတယ်ဆိုတာကယောဂတစ်ခုမဟုတ်ပါဘူးလက္ခဏာတစ်ခုပဲဖြစ်ပါတယ်ချောင်းဆိုးစေနိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်ဥပမာပြောပြရရင်နံပါတ်1ချက်အနေနဲ့က virus လို့ခေါ်တဲ့ virus ဝင်လို့ရှိရင်လည်းခန္ဓာကိုယ်ထဲကို virus ပိုးတစ်မျိုးဝင်လာလို့ရှိရင်လည်းချောင်းဆိုးနိုင်ပါတယ်ဥပမာအေးမိတာမျိုးတွေတုပ်ကွေးဖြစ်တာမျိုးတွေတော်တော်များများသိပြီးသားဖြစ်တဲ့ COVID-19 လိုမျိုး virus ပေါ့နော်အဲ့လိုမျိုး virus ကြောင့်ဆိုလို့ရှိရင်လည်းချောင်းဆိုးနိုင်ခြေရှိပါတယ်နံပါတ်2ချက်အနေနဲ့ကတော့အလာကြီးပေါ့နော်ဓာတ်မတည့်တာပေါ့ဖုံမုံတွေမိဂုံမုံတွေဆက်လိပ်ငွေတွေစသဖြင့်ဒီလိုမျိုးဓာတ်မတည့်တာတစ်ခုခုကြောင့်လည်းလေချောင်းရားရံပြီးတော့ချောင်းဆိုးတတ်ပါတယ်နံပါတ်3ချက်ကတော့တော်တော်များများသိပြီးသားဖြစ်တဲ့ဒီစက်ချစ်ပြန်ယောဂါလို့ခေါ်တာပေါ့နော်ဂျီရဒီလို့ခေါ်တဲ့ယောဂါမှာဆိုလို့ရှိရင်လည်းချောင်းဆိုးနိုင်ပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ဒီ COPD လို့ခေါ်တဲ့ပန်းနာရင်ကြက်သမားတွေမှာဆိုလို့ရှိရင်လည်းချောင်းဆိုးနိုင်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့တချို့သောတောက်ဆေးတွေပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင် ACI လို့ခေါ်တဲ့ဒီသွေးကြဆေးတစ်မျိုးပေါ့ဒီလိုဆေးတောက်နေတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ side effect အနေနဲ့ချောင်းဆိုးနိုင်ခြေရှိပါတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကတော့နံပါတ်6ချက်အနေနဲ့ကတော့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ယောဂါတွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်ဥပမာနမိုးနီးယားလို့ခေါ်တဲ့အဆုတ်ရောင်ယောဂါပေါ့ဒီလိုမျိုးဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဒီချောင်းဆိုးတာမျိုးဆိုလို့ရှိရင်တော့ပိုးသက်ဆေးတောက်ဖို့အတွက်လိုအပ်ပါတယ်ဒါပေမဲ့မိမိသဘောနဲ့မိမိဘာကြောင့်ချောင်းဆိုးတာမှမသိပဲနဲ့ပိုးသက်ဆေးကိုမိမိသဘောနဲ့မိမိတောက်မယ်ဆိုလို့ရှိရင်တော့အလွန်အန္တရာယ်များပါတယ်virus ကြောင့်ဖြစ်တဲ့ချောင်းဆိုးတာမျိုးဆိုလို့ရှိရင်ပိုးသက်ဆေးတောက်เสียလုံးဝမလိုအပ်ပါဘူးဒါကြောင့်မလို့ဒီချောင်းဆိုးတဲ့ခါတွေမှာပိုးသက်ဆေးတောက်ဖို့လိုအပ်လားမလိုအပ်ဘူးလားဆိုတာကိုတော့ဒီစရာဆေးရုံဆေးခန်းမှာရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေဆရာဝန်တွေနဲ့ပြသတိုင်ပင်ပြီးတော့မှသာတောက်တင်ပါတယ်ဒီပိုးသက်ဆေးတွေကိုယ်သဘောနဲ့ကိုယ်တောက်နေမယ်ဆိုလို့ရှိရင်တစ်ချိန်ကိုယ့်ရဲ့ခန္ဓာကိုယ်ကကျန်းမာရေးအတွက်လိုအပ်လို့ပိုးသက်ဆေးတောက်ရမယ့်အခါမျိုးတွေမှာဒီ antibiotic resistant လို့ခေါ်တဲ့ပိုးသက်ဆေးရင်ပါတာတွေဖြစ်နေမယ်ဆိုလို့ရှိရင်ကျန်းမာရေးအတွက်မကောင်းပါဘူးဒါကြောင့်မလို့မိမိသဘောနဲ့မိမိပိုးသက်ဆေးတောက်ခြင်းတွေကိုမပြုလုပ်ဖို့အတွက်တတိချက်စီခြင်းပါတယ်အဲ့တော့အဖြေမှန်တဲ့သူတွေမှားတဲ့သူတွေ comment မှာပြောပေးခဲ့ကြပါဦးကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဥဒလာရတယ်အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်တခြားသိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ